ကျွန်တော်ဒီနေ့ပြပါမယ်အရာတော့ကျွန်တော်မြင်နေတဲ့ Facebook က video တွေဒီ subtitle တွေ Facebook မှာ auto generate လုပ်ပေးဒီ subtitle ကိုကျွန်တော်ဘယ်လိုယူပြီးတော့ video short video ပြန်လို့ချင်ဘယ်လိုပြန်ပြောဆိုကျွန်တော်ပြသွားမယ်ဆိုတော့ဒီ Facebook တော့ဒါတို့ Facebook auto generate လုပ်ထားပေးတဲ့ဥစ္စာအကုန်လုံးမှန်လားဆိုတော့အကုန်လုံးတော့မမှန်ဘူးဒါပေမဲ့အများအပြည့်မှန်တယ် project အကြီးတွေတနားရီလောက်video တွေအကုန်လုံး Facebook မှာတင်ထားတယ်ဒါမှမဟုတ် live လွှင့်ထားတဲ့ဥစ္စာတွေသူတို့ auto generate လုပ်ထားတဲ့ဥစ္စာတွေကျွန်တော်အဲ့ဒီဥစ္စာကိုပြန်ယူပြီး short clip ပြန်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာပြောပြပါမယ်ဆိုတော့အခုကျွန်တော်လိုအပ်တာ Mac OS လို့ရတယ်Mac operating system လို့ရတယ် Apple operating system လို့ရတယ် AI ကြိုက်တဲ့ AI သုံးတယ်ကျွန်တော်ဒီနေ့သုံးတာ Cloud AI သုံးထားတယ်ပြီးတော့ကျွန်တော်တို့homebrew terminal ကိုကျွန်တော် install လုပ်ပေးရ homebrew ကို terminal မှာ install လုပ်ရမယ်ဆိုရင်ဆုံးလောက်မှာဒီ homebrew brew.sh ဆိုတော့ brew.sh ကိုသွားမယ် copy လုပ်မယ်ကျွန်တော် MacBook ရဲ့ terminal ကိုသွားမယ် terminal မှာ paste လုပ်လိုက်မယ်ဆိုတော့ကျွန်တော် install လုပ်ပြီးသားတဲ့အတွက်ကျွန်တော်ဆောင်လို့ MacBook ရဲ့ password ထည့်ပေးမယ်ဆိုတော့ကျွန်တော် install လုပ်ဆောင်လို့ပြီးတာနဲ့ AI ကိုသွားမယ်ခုနကကျွန်တော် copy လုပ်ထားတဲ့ terminal ရဲ့ install paste လုပ်မယ်ပြီးကျွန်တော်လိုချင်တဲ့ဥစ္စာကိုသူ့ကိုprompt လုပ်ခိုင်းမယ်ဘာလို့ဆို homebrew မှာအများကြီးရှိတယ် homebrew မှာသူရဲ့ package တွေအများကြီးရှိတယ်ဆိုတော့ဒီကကျွန်တော်လိုချင်တဲ့ဥစ္စာကို prompt ပေးမယ်from Facebook video and sorted files desktop ပြီးတော့ကျွန်တော်ခုလာ video link ကို copy လုပ်မယ် video ကိုလိုအပ် download လုပ်မယ် okay လို့မလိုအပ်ဘူးဆိုရင်ကိုယ့်ရဲ့ recording လုပ်ထား video တွေသုံးလို့ရတယ်ဆိုတော့ Facebook link တစ်ခါလေးပေးလိုက်မယ် Brave ကျွန်တော်သုံးတဲ့ browser Brave browser cookie ဆိုတော့ဒီ subtitle တွေအကုန်လုံးက browser ရဲ့ cookie မှာရှိတယ်အမှန်တော့ကျွန်တော်တို့အဲ့ဒါကိုတော့မရှာတော့ဘဲနဲ့ prompt ပေးပြီးတော့ file အနေနဲ့သုံးမယ်ဆိုတော့ဒါတစ်ခါလေးလောက်ခိုင်းမယ်ဆိုတော့သူဒီမှာ prompt ပေးမယ်ဆိုတော့ကျွန်တော်တို့ဒီဥစ္စာကိုအရင်ဆုံး install လုပ်ရမယ်ဆိုတော့ brew install ဆိုတော့ copy လုပ်မယ်ဒီကောင် prompt ပေးခိုင်းလိုက်မယ်ကျွန်တော် install လုပ်ပြီးတော့ဆိုတော့ install လုပ်ရမလို့ဘူးခုဒီမှာသူ brave သူလိုချင်တဲ့ဒီမှာဒီကအစအဆုံးပေါ့ဒါကို copy လုပ်မယ်ကျွန်တော် brave browser သုံးထားတဲ့ brave browser ကိုသူ prompt ပေးတယ်ကိုသုံးတဲ့ browser ကို prompt ခိုင်းလို့ရတယ်ဆိုတော့ခုသူ cookie ကိုတော့ဖတ်တယ်ပြီးတော့ cookie တော့ဖတ်ပြီးဒီကနေတစ်ခါရဲ့ file ကို download ပေးတယ်ဒီမှာဆိုတော့ဒီ file ကို text မှာကြည့်မယ်ဆိုရင်အစအဆုံးပေါ်လာတယ်ဆိုတော့ဘယ်မိနစ်မှာပြောခဲ့လဲဆိုတော့ဒီ Facebook အတိုင်းပေါ့ဆိုတော့ Facebook အတိုင်း video ကိုယူပြီးတော့သုံးတဲ့သူတွေတော့တစ်ချက်လွယ်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော် editing software ကိုသွားမယ်ဆိုတော့ project တစ်ခုဖွင့်မယ်ခုလာကျွန်တော်တို့ video တွေခုလာ download တဲ့ video ပြီးခုလာလောက်ထားတဲ့ file ဆိုတော့ကျွန်တော်ခုလိုတာကသူစကားဘယ်ကနေစပြောလဲဆိုတော့တကယ်တော့စုကြည်စုတွေရှိကြတယ်ဆိုတော့သူစတယ်
subtitle ရှုတဲ့အရာမျိုးလည်းရှိမယ်เนาะတကယ်တော့စုကြည့် so ဒီကနေစားတယ် so အဲ့ရတော့ကျွန်တော် drag and drop ပဲလုပ်မယ် so ကြိုက်တဲ့နေရာမှာတာသမီးတွေတွားရင် ကြိုက်တဲ့နေရာမှာခုတော့ထောက်တယ်ဆိုလို့ရှိရင်အကုန်လုံးပေါ်တယ်ဆိုတော့မြန်မာစာအတိအကျတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများ80% လောက်70 to 80% လောက်တော့မှန်တယ်တင်ရမယ့်အရာတွေတော့သွေးထိုးတော့နည်းနည်းဟိုရှေ့ဒီတော့ဒါပြင်ရမှာအဓိကတော့အဲ့ဒါပဲ so project အကြီးတွေတော်တော်ဒါအရင်အဆင်ပြေတယ်ပြီးတော့အကယ်လို့ကျွန်တော်တို့က font နေပါတယ်ပြောင်းချင်တယ်ဆိုရင်တော့ပြောင်းလို့ရတယ်ကို install လုပ်ထားတဲ့ font ပေါ့ Unicode ဆိုတော့ကဲလို့ကိုကထပ်ပြီးတော့ဒီစာကိုခွဲခိုင်းခြင်းနဲ့ဆိုလည်းခွဲခိုင်းလို့ရတယ်ဆိုတော့သူ prompt ပြန်ပေးလိုက်ပေါ့ prompt ပေးလို့ရှိရင်သူပြန်ခွဲပေးတယ်ဒီစာသားတွေကိုအရင်မရှိဘဲနဲ့ကိုယ့်ကိုယ်တော့ခွဲရင်တော့လည်းပိုတော့လွယ်လိမ့်မယ်ကိုလိုချင်တဲ့နေရာကိုထောက်ပြီးတော့add new တော့လည်းလို့ရှိရင်တော့ခွဲသွားလိမ့်မယ်ဆိုတော့